Agroecology မှာဇီဝမျိုးစုံမျိုးကွဲကြွယ်ဝခြင်းကအရန်အရေးကြီးပါတယ်။လူသားတွေအတွက်အစားအစာများကဇီဝမျိုးစုံမျိုးကွဲတွေကနေရရှိနေပါတယ်။တဘာဝအတိုင်းပေါက်ရောက်တဲ့စားပင်သီးပင်များဟာစားသုံးသူလူသားများရဲ့အစားအစာဘေးကင်းလုံခြုံရေးအတွက်တစ်ဖက်တစ်လမ်းကနေထောက်ကူဖြစ်စေပါတယ်။မဆိုင်မပြိုးရပဲတဘာဝအတိုင်းပေါက်တဲ့ပေါက်ပင်တွေကကျမတို့အတွက်အရန်ပဲအရေးပါပါတယ်။တချို့တွေကတော့တဘာဝပေါက်ပင်တွေချောင်းကိုမသိကြတော့သလိုဘယ်လိုမျိုးစားလို့ရနိုင်တယ်ဆိုတာကိုလည်းမသိကြတော့ပါဘူး။ဒါကြောင့်မလို့စိုက်ပျိုးသူအချို့ကတဘာဝပေါက်ပင်များကိုပေါင်းပင်မြက်ပင်တွေလို့ထင်ပြီးဓာတုပေါင်းသက်ဆေးတွေသုံးပြီးရှင်းလင်းကြတာကိုတဘာဝပေါက်ပင်များကခံစားနေရပါတယ်။တဘာဝအတိုင်းအလေးကျပေါက်တဲ့အပင်တိုင်းမှာသူတို့ရဲ့ကိုယ်စီတံမိုးတွေရှိကြပါတယ်။သူတို့တွေကဆေးဖက်ဝင်နဲ့ဖြတ်ပိုးတဲ့ခံနိုင်တယ်။နောက်ပြီးသူတို့ကိုမျိုးမျိုးစားသုံးလို့ရပါတယ်။ကျမတို့ channel ဟာရန်ကုန်ကနေ26မိုင်ခန့်ကွာဝေးတဲ့မော်ဘီမြို့နယ်မှာရှိတဲ့ရွာလေးတူရွာမှာရှိပါတယ်။ကျမတို့ channel မှာတော့ရာသီစာပင်တွေပေါက်တက်တဲ့နေရာအချို့ကိုစိုက်ပျိုးမြေအတွက်မရှင်းလင်းလိုက်ပဲတဘာဝအတိုင်းထားပါတယ်။ကျမတို့မိသားစုကတော့ channel မှာရာသီစာအပင်တွေကိုစားဖြစ်တာကြောင့်ဈေးဝယ်တဲ့အခါမှာသီးရွက်အတွက်ကုန်ကျတဲ့ဈေးအချို့သက်သာသွားပါတယ်။ဈေးကိုကျမတို့ရွာမှာတော့အများအားဆိုးတဲ့မြေစီလွာမှာပေါက်လေးရှိတာကိုတွေ့ရပါတယ်။ဈေးကိုချောင်းဆက်တွေရေကန်အဆက်တွေရုံးငယ်တွေရဲ့နဘေးမှာပေါက်လေးရှိတာကိုတွေ့ရပါတယ်။ကျမတို့ channel မှာဆိုရင်တော့မိုးရာသီဆိုရင်ဈေးအနုတွေအများကြီးစားရပါတယ်။လက်ရှိ channel မှာတော့ဈေးကိုကျမတို့မိသားစုတစ်နိုင်တစ်ပိုင်းစားရုံလောက်ပဲရရှိပါတယ်။ကျမတို့ရွာပတ်ဝန်းကျင်မှာရင်တုန်းကရောင်းချနိုင်တဲ့အထိဈေးများထွက်ရှိခဲ့ပေမဲ့လည်းပေါင်းမြက်ပင်များရှင်းလင်းဖယ်ရှားခြင်းနဲ့အတူညော့နေကျဆင်းသွားရပါပြီ။ကျမတို့ channel မှာရှိတဲ့ဈေးတွေရဲ့အကြောင်းကတော့စိမ့်နီရောင်နဲ့အစိမ်းရောင်ရှိပါတယ်။တဘာဝပေါက်ပင်ဈေးကိုမစားသုံးခင်မှာဈေးရဲ့ဈေးဘက်ဝင်ပုံအာဟာရပြည့်ပုံများကိုလေ့လာပြီးမှစားသုံးမယ်ဆိုရင်ဒီအရာဟာအစားအစာပညာရေးတစ်ရပ်လည်းဖြစ်ပါတယ်။ဈေးကချွဲတလိပ်ထားတာလေပင်နာတာရင်ကျက်ခံစားနေရတာတွေကိုသက်သာစေနိုင်ပါတယ်။ဈေးမြင့်အမုံနဲ့ကုန်းထီကြီးအမုံကိုနန်းစီစစ်စစ်နဲ့ရောပြီးတော့ကိုခနာရရန်တာသက်သာစေဖို့အတွက်လိမ့်ပေးနိုင်ပါတယ်။ဈေးကိုစကြည့်မယ်ဆိုရင်အနည်းငယ်ဆူရှရှအရသာကိုရပါတယ်။ဈေးကိုကျမတို့ဒေသမှာတော့ဈေးတော့ဈေးအချိန်ဈေးအဆက်ချက်စသဖြင့်အမျိုးမျိုးလှုပ်ရှားကြပါတယ်။ဈေးမှာအနည်းငယ်အရာတဲ့ရှိပါတယ်။ဒါကြောင့်ကျမတို့ဒေသမှာတော့သူ့ကိုမျိုးမျိုးလှုပ်ရှားတဲ့အခါမှာအချင်းတစ်မျိုးမျိုးထည့်လေးရှိပါတယ်။တဘာဝပေါက်ပင်များကိုအလေးထားပြုစုစားသုံးပေးခြင်းအပြင်မိသားစုအစားအစာဖူလုံမှုအတွက်ထောက်ကူဖြစ်စေသလိုတဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းပေးရာရောက်စေနိုင်ပါတယ်။